အယောင်ဆုံးနဲ့မိမဟွာလေကံမင်းဖုံဖုံကသူ့ကြောင်ပင်းမလို့ဆိုဟုတ်ဘူးဟွာမမကြီးငားခင်လို့ပါလို့ဟိုမောင်းမေးတာတေးချာလို့မပြောလို့လေဘာလို့ပြလို့ရလဲဆို မနေ့ကမေးပါ ဒီမဲ့စီရောနော် မေးပါမေးပါ ကံမင်းဆရာလို့ဒီတော့နာကြောင်းပါလေ ပြန်နေရောမယ်တဲ့အဲ့လိုတော့တော့ခုနကပြန်ခုတော့ ဒီကြောင့်လည်းပြင်နေတာလည်း ပြီး ပြီးပါ တော့လေဘုံဘုံလိုပဲပြီးတော့မှလေဟိုမိဘမရှိတော့လေအခုမိဘတွေလိုပဲပေါ့နော်ဘုံဘုံကြီးရတယ်ပြီးတော့ဒီမှာဘာလို့ယူဆောင်နေလဲဆိုတော့ဒီမှာဒီမှာဒီကြောင်းကိုပြင်နေတယ် ဘုံဘောရှိမှာဘာလို့လဲဟွာမမကြီးငားခင်ဘုံဘောရှိလို့ဆိုသူကအကုန်အပေးတတ်ကြတာ နောက်မှာရက်စက်တဲ့ခါကြတာနော်ဟိုဒီကူလို့ရည်တယ်ရက်ဒီအတက်ပြောင်းတာ ပြီးတော့တော့ရှင်းရှင်းနေတယ် အားလုံးက အမပဲ ဟာဘောလေအဲ့တော့ရတယ်တော့ပါဘုံးလေအဘပြောဖုန်းစီကြွားပြီးယူလာ